အခု reading လေးခါကျတော့ craft နဲ့ပတ်သက်တဲ့ reading လေးလုပ်ပြီးမှဖြစ်ပါတယ်အဲ့လို general reading ဖြစ်တဲ့အတွက်အဲ့လိုအရင် serious မဖြစ်ဖို့ပြောရှင်ပါတယ်အဲ့လို crusty ပေါ့နော် crusty ဆိုတော့အခုဒီ reading ကြည့်နေတဲ့လူပေါ့နော်ကိုရဲ့ crush ရတယ်ကိုပြန် crush နေတာမျိုးမြင်ရကွာဒါပေမဲ့အဲ့လိုတစ်ဖက်ကကွာအဲ့လိုနည်းနည်းလေးမာနနည်းနည်းကြီးတယ်ပေါ့နော်မာနနည်းနည်းကြီးတယ်ပြီးနည်းနည်းလေးရှေ့တက်မဲ့တင်တယ်ပေါ့နော်ပြီးရင်ခံစားချက်ကိုအရင်ပွင့်နေမထုတ်ပြောတတ်ဘူးကွာသူရဲ့ပုံစံအဲ့လိုမျိုးပေါ့နော်သူကအဲ့လိုမျိုးဥပမာကွာကိုနဲ့စကားပြောထားတဲ့ဟာတွေပေါ့နော်အဲ့လို conversation တွေဆိုရဲသူကတဲ့ထက်ခါပြန်ဖတ်နေတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ကွာပြီးရင်သူကအဲ့လိုခန်းစားချက်ကိုဖွဲ့ထားတာပေါ့နော်အဲ့လိုမျိုးပုံစံပြီးရင်သူကိုယ်တိုင်ရတယ်အဲ့လိုမျိုးတင်အဲ့လိုကွာ level up ရှင်းလာကွာတင်မလားအဲ့လိုတကယ်ရှင်းထက်ပိုတဲ့ဆက်ဆက်ရေးလို့ရှင်းတယ်ပေါ့အဲ့လိုမျိုးသူရဲ့ပုံစံတဘောကိုလေ crack နေတာမျိုးပေါ့နော်သူကကိုအရင် sexy ဆန်တယ်လို့မြင်နေတာမျိုးပေါ့နော်သူဆွဲဆောင်နိုင်တယ်ပေါ့နော်ကိုကဆွဲဆောင်မှုအားပြင်းတယ်ပေါ့နော်သူရဲ့မျက်လုံးထဲအဲ့လိုမျိုးမြင်ရကွာပြီးရင်အဲ့လိုကိုနဲ့အမတ်တရကောင်းလေးတွေ romantic ဆန်တဲ့အရာတွေဖန်တီးရှင်နေပေါ့crack နဲ့ရီစားဖြစ်မယ် crack နဲ့ရီစားဖြစ်မယ်နော် crack နဲ့ရီစားဖြစ်မယ် reading ကြည့်တဲ့လူတွေက crack နဲ့ရီစားဖြစ်မယ်ဘယ်လိုပြောရမလဲကိုရိုင်းရတယ်လေအဲ့လိုကိုရိုင်းရတယ်အဲ့လိုကွာတကယ်လို့ပေါ့နော်ကိုကဒီ past relationship မှာပေါ့နော်အဲ့လိုအဆင်မပြေခဲ့တာတွေပါရှိတယ်ဆိုလို့ရှိရင်လေတင်ခန်းစာလေးပဲယူပေါ့နော်အခုတယောက်နဲ့ခါကြတော့အဲ့လိုမျိုးတူညီတဲ့အမားတွေမလုပ်ဖို့လိုတယ်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့နှလုံးသားကိုအမြဲတမ်း block မလုပ်ထားနဲ့ပေါ့နော်ကိုယ်တိုင်ကလည်းအဲ့လိုအရှင်းနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ပြောင်းလဲတာတွေပါပြောင်းလဲရှင်းတွေလည်းကိုကလက်ခံတတ်ဖို့လိုပဲပေါ့နော်အဲ့လိုမျိုးပြီးသွားပါပြီပပလေးပါအိုးရှ